အလုပ်တစ်ခုကိုလုတ်ကင်တဲ့နေရာမှာစပိုင်းမှာတော့ရင်းနှီးကျွမ်းဝင်မှုတွေဘယ်သူမှတော့ရှိမနေပါဘူးနောက်ပိုင်းတွေမှာတဖြည်းဖြည်းနဲ့ကျွမ်းကျင်တက်မြောက်လာတာဟာဘာကြောင့်လဲလို့သင်ထင်ပါတယ်တကယ်တော့အလေးအကျင့်ကြောင့်ပါအလေးအကျင့်ကနေအလေးအထဖြစ်လာပြီးရင်းနှီးကျွမ်းဝင်တက်မြောက်လာကြတာပါဥပမာဆိုကြပါစို့သင်ဟာအသက်အရမ်းငယ်တဲ့ကလေးအရွယ်တုန်းကမျက်နှာတိသွားတိုက်တာမျိုးကိုမလုပ်တတ်ခဲ့ပါဘူးသို့ပေမဲ့လည်းသင်ရဲ့မိဘတွေကသင်ကိုသွားဘယ်လိုတိုက်ရမလဲမျက်နှာဘယ်လိုသိရမလဲဆိုတာတွေကိုသင်ပြပေးပြီးသင်ကိုမနဲ့တိုင်းလေ့ကျင့်ပေးခဲ့တာပါအဲ့ဒီလိုလေ့ကျင့်ပြီးတဲ့နောက်ပိုင်းတွေမှာသင်ဟာအဲ့ရထားတဲ့အခါတိုင်းမျက်နှာသိဖို့သွားတိုက်ဖို့ကိုအလေ့အကျင့်တစ်ခုဖြစ်လာတာပါပဲဒီလိုနဲ့သင်ဟာအဲ့ရနိုးတိုင်းသွားမတိုက်ရရင်မနေနိုင်မျက်နှာမသိရရင်မနေနိုင်ဖြစ်လာပါတယ်ဥပမာသင်ဟာဒီနေ့သွားမတိုက်ပဲအလုပ်ကိုသွားတယ်ဆိုကြပါစို့အလုပ်ထဲမှာအလုပ်ကိုလုပ်နေရတော့လဲသင်ရဲ့စိတ်ထဲမှာတစ်ခုခုကိုမလုပ်ရသေးသလိုခံစားနေရပါလိမ့်မယ်ဒီတော့သင်ဟာမနဲ့တိုင်းသွားတိုက်မျက်နှာတစ်တာလှုပ်လေလှုပ်ထဖြစ်တဲ့အလုပ်တစ်ခုလိုသင်ဟာဖြစ်လာပါပြီအလေ့အကျင့်ကနေအလေ့အထတစ်ခုလိုဖြစ်တည်သွားတာပါပဲဒါကြောင့်သင်ဟာအလုပ်တစ်ခုကိုစလုပ်တဲ့နေရာမှာမကျွမ်းကျင်လို့ဆိုပြီးအားမငယ်ပါနဲ့အလေ့အကျင့်တစ်ခုဖြစ်အောင်သာရင်လုပ်ယူပါအလေ့အကျင့်ကြောင့်အလုပ်သဘောတရားတွေကိုနားလည်လာတဲ့အခါအလေ့အထဖြစ်တည်လာပြီးကျွမ်းကျင်တက်မြောက်လာတဲ့အဆင့်အထိရောက်လာပါလိမ့်မယ်လောကကြီးမှာမွေးကလေးကတော်နေတက်နေတာမျိုးထူးချွန်ထက်မြက်နေတာမျိုးတွေဘယ်သူမှရှိမနေပါဘူးအလေ့အကျင့်လုပ်ရင်းနဲ့အလေ့အထတစ်ခုလိုဖြစ်လာပြီးကျွမ်းကျင်တက်မြောက်လာကြတာပါလူမှုရေးစီးပွားရေးပညာရေးတွေမှာလည်းဒီတိုင်းပါပဲပညာရေးမှာဆိုလဲကိုကစာမတော်လို့ဆိုပြီးစိတ်ဓာတ်မကြပါနဲ့စာတော်တာဟာဉာဏ်ရည်နဲ့လည်းသက်ဆိုင်တယ်လို့ဝိရိယနဲ့လည်းသက်ဆိုင်ပါတယ်ဉာဏ်ကောင်းတဲ့သူကစာတစ်ပုဒ်ကိုနိုင်ဝက်လောက်အချိန်ပေးပြီးဖတ်ရင်ရနိုင်ပြီမယ်ဉာဏ်မကောင်းတဲ့သူအတွက်ကတော့တစ်နာရီလောက်အချိန်ပေးပြီးဖတ်ရင်ရနိုင်ပါတယ်ခြားသောကိစ္စရက်တွေပါလဲဒီတိုင်းပါပဲကိုဟာအတွေ့အကြုံမရှိဘူးဉာဏ်ရည်မမီဘူးဆိုပြီးအားငယ်နေစရာမလိုပါဘူးအားနည်းချက်အဖြစ်ကနေအားသာချက်အဖြစ်ပြောင်းလဲတတ်ဖို့ပဲလိုပါတယ်ကိုမကျွမ်းကျင်တဲ့နယ်ပယ်တွေမှာအလေ့အကျင့်တစ်ခုလိုလုပ်နေရင်တဖြည်းဖြည်းနဲ့အလေ့အထတစ်ခုလိုဖြစ်လာပါလိမ့်မယ်တကယ်တော့အုံနောက်ကဉာဏ်မဟုတ်ဘူးဉာဏ်ရှိပြီးအုံနောက်မရှိရင်လည်းအလုပ်မဖြစ်သလိုအုံနောက်ရှိပြီးဉာဏ်မရှိရင်လည်းအလုပ်မဖြစ်နိုင်ပါဘူးသူများထက်ဉာဏ်မကောင်းရင်တော့သူများထက်ဝရိယအားစိုက်ဖို့လိုအပ်ပါလေဝရိယအားစိုက်တာကိုအလေ့အထတစ်ခုဖြစ်လာအောင်ကြိုးစားမှသူများတွေထက်ပိုတော်တဲ့ပိုထူးချွန်ထက်မြက်တဲ့သူဖြစ်လာမှာပါဘဝမှာအားနည်းချက်အားသာချက်တွေဆိုတာလူတိုင်းကိုယ်စီရှိကြပါတယ်လူအများစုမေ့နေတာကကိုယ့်ရဲ့အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲပြဖို့ပါပဲဥပမာကိုကကဘာကျော်မင်းသားဖြစ်ခြင်းပေမဲ့ကိုယ့်ရဲ့ရုပ်ရည်ကဆိုးနေတော့ကဘာကျော်မင်းသားမဖြစ်နိုင်ဘူးသို့ပေမဲ့လည်းကဘာကျော်လူချမ်းခေါင်းဆောင်တော့ဖြစ်နိုင်ပါသေးတယ်ထို့အတူပါပဲကိုကကဘာကျော်အဆိုးတော်ဖြစ်ခြင်းပေမဲ့ကိုယ့်ရဲ့အတန်ကမကောင်းတော့ကဘာကျော်အဆိုးတော်မဖြစ်နိုင်ဘူးသို့ပေမဲ့လည်းကဘာကျော်တေးရေးစရာကောင်းကောင်းတော့ဖြစ်နိုင်ပါသေးတယ်ဒါကြောင့်ဘဝမှာအလေ့အထဖြစ်ဖို့အတွက်အလေ့အကျင့်ကောင်းတွေကိုလုပ်ယူဖို့အတွက်လိုအပ်ပါတယ်နားဆင်နေသောစာပေချစ်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ